ငါသူများထက်နှစ်ဆကြိုးစားမှဖြစ်မယ်ငါအမှတ်တရရောသူတို့လောက်ကောင်းမှမလားဆိုတဲ့စိတ်မျိုးဝင်မှုကြမယ်လို့ထင်ပါတယ်မိခင်ဘာသာစကားမဟုတ်တဲ့အတွက်အတန်းတွေကိုဂျပန်လိုတက်နေရတဲ့မြန်မာကျောင်းသားတွေဒီခံစားချက်မျိုးဖြစ်ဖို့ကြမယ်လို့ထင်တယ်အတန်းထဲမှာလည်းနိုင်ငံခြားသားကျောင်းသားကကိုတယောက်တည်းဖြစ်တဲ့အတွက် classmate ဂျပန်လူမျိုးတွေနဲ့ရှိရင်ကိုကနောက်ကျနေတယ်လို့မျိုးခံစားခဲ့ရဘူးလေအဆိုးဆုံးပြောရရင်ဘာလို့အဲ့လောက်ငါတယောက်တည်းခက်ခဲနေရလဲဆိုပြီးတော့တွေးမိတဲ့အထိဖြစ်ဖို့တယ်အဲ့လိုစိတ်မျိုးဝင်လာတိုင်းကိုဒီမေးခွန်းကိုပြန်မေးဖြစ်တယ်အကယ်၍မြန်သူတို့ကမြန်မာဘာသာစကားနဲ့ဒီဘာသာရပ်တွေကိုလေ့လာရမယ်ဆိုရင်သူတို့လုံနိုင်မယ်လို့ထင်လားလုံနိုင်ကောင်းလုံနိုင်လိမ့်မယ်ဒါပေမဲ့အဲ့လိုလုံနိုင်ဖို့အတွက်နှစ်ပေါင်းများစွာအချိန်ယူပြီးလေ့လာရမှာဖြစ်ပါတယ်ကျမတို့အတွက်ကတော့ဒီလိုမျိုးစာသင်ခန်းထဲမှာဂျပန်လိုသင်နေတာကိုနားထောင်ပြီးနားလည်နိုင်နေတာနဲ့တင်အရှိမအချိန်ကြီးအများကြီးရင်းနှီးမြှုပ်နှံပြီးတော့ဒီဘာသာစကားကိုလေ့လာခဲ့ရဆိုတဲ့သက်သေကပြပြီးသားဖြစ်နေပါတယ်ဒါကြောင့်ကျမတို့ကဂျပန်လူမျိုး classmate တွေနဲ့ရှင်ရင်နောက်ကျနေတယ်လို့ပြောလို့မရပါဘူးdouble effort သူများထက်နှစ်ဆလောက်အားထုတ်နေရတယ်ဆိုရင်တော့မှဒါဟာ weakness အားနည်းချက်တစ်ခုမဟုတ်ဘဲနဲ့သူများထက်နှစ်ဆအားထုတ်နိုင်တယ်ဆိုတဲ့ strength အားသာချက်တစ်ခုဖြစ်ပါတယ်ဂျပန်မှာဂျပန်ဘာသာစကားနဲ့ study လုပ်နေတဲ့သူတွေရှိကြလားရှိတယ်ဆိုရင်ဘာအခက်အခဲတွေရှိလဲဝေမျှပေးသွားပါအောင်နောက်ဗီဒီယိုတွေမှာလည်း study tips နဲ့ပတ်သက်တာတွေ scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေထပ်ပြီးပြပြပေးသွားဖို့ရှိပါတယ်အဆုံးထိနားထောင်ပေးရကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြင်တွေ့ကြပါမယ်တတာ